coffee jelly ပူတင်လေးလုပ်ပြပါမယ်လိုအပ်တာဂျုံမုံလေးစွန်းကျုပ်3လုံးတကြား3စွန်းစားနေငယ်မွေးတယ်မရှိလို့ခရင်လေးနဲ့ခောက်လိုက်ပါရင်ရှင်နွားနို့250မီလီပါအဲ့တပူက300ဒါပေမဲ့250ပဲထည့်ထားပါတယ်ထောပတ်နဲ့စွန်းပါရှင်အားလုံးကိုခလောက်ပါမယ်တေချာခလောက်ပြီးလို့ဒီလိုနေထားလေးရမယ်ဆိုလို့ရှိရင်ပေါင်းမဲ့ခွက်ကလေးထည့်ပါမယ်ယတိကမိုက်ခရိုဝေ့ထည့်မှာဆိုတော့အောက်မှာပကံပြားလေးထည့်မှာပေါ့နော်ရေလေးထည့်ပြီးမိုက်ခရိုဝေ့ထည့်ပါတယ်အောက်မှာပကံပြားလေးထည့်ရေမထည့်ဘူးဆိုလို့ရှင်ဒီလိုပူတင်လေးမဖြစ်ပါဘူးပူတင်လေးပေါင်းထားတဲ့ချိန်မှာကြောက်ကြောလေးကြိုပါမယ်တကြားထဲကိုရေလေးထည့်ပါမယ်ပြီးမွေးပါမယ်ကော်ဖီလေးထည့်ပါမယ်ကြောက်ကြောမုံလေးထည့်ပါမယ်နော်ဒီကတစ်ထုပ်လုံးမတုံထားပါဘူးမွေးပြီးလို့ဒီနေ့အနေထားလေးရပြီဆိုရင်ပေါင်းတာလည်းမိနစ်20ရှိပြီဆိုလို့ရှိရင်ကြောက်ကြောလေးကိုအပေါ်ကနေလောင်းပါမယ်ရှင်ကြောက်ကြောလို့အေးတဲ့ချိန်ကြလို့ရှိရင်ဒီလိုကော်ဖီဂျယ်လီပူတင်လေးရပါပြီရှင်